ရေကန်ကြီးတစ်ခုလုံးကရေတွေကိုအပေါက်တစ်ခုတည်းကုံဆွဲချခံရပြီးနောက်နေမှာဒီကြောက်စရာအရာကြီးဖြစ်ပျက်ခဲ့တယ်။1980ပြည့်နှစ်နိုဝင်ဘာလ20ရက်နေ့မနက်ခင်းမှာလူဝီဇီယာနာပြည်နယ်ပညာရေးကန်ပေါ်ကတက်စီကိုရေနံတူးစင်အဖွဲ့သားတွေကသူရဲ့မြေတူးဆက်ရေအောက်မှာပိတ်မိနေတာကိုသတိထားလိုက်မိကြပါတယ်။လူ12ယောက်လောက်ပြန်ဆွဲထုတ်ဖို့ကြိုးစားခဲ့ကြပေမဲ့ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။အဲဒီနောက်မှာတော့ခြေလောင်တဲ့ပေါက်ကွဲသံတွေဇက်လိုက်ထွက်ပေါ်လာပြီးတော့ရေနံတူးစင်ကြီးရေဘက်ကိုတင်ဆောင်သွားခဲ့ပါတယ်။အချက်ပေးတဲ့အနေနဲ့တူပဲလူသမားတွေကကမ်းခြေကိုအလူရက်ပြေးလာခဲ့ကြရပါတယ်။တနအီခွဲလောက်ကြာတော့ဒိုမျက်စိရှိမှာပဲဒေါ်လာ9 သန်းတန်ဖို့ရှိတဲ့သူရဲ့ပေ150အမြင့်နဲ့ရေနံတူးစင်ကြီးကအနက်10ပေလောက်သာရှိတဲ့ရေကန်ထဲမှာထူးဆန်းစွာပျောက်ကွယ်သွားတာကိုကြည့်နေကြကြရပါတယ်။ရေကန်မျက်နှာပြင်ပေါ်ကအရာအလုံးကတူးဆက်ပိတ်မိသွားတဲ့နေရာစီကိုစီးဆင်းသွားကြပြီးတော့ရေဝဲကြီးကလေတွေကုန်တင်သင်းမောတွေကိုဘိုးချက်စီဆွဲခေါ်သွားခဲ့ပါတယ်။ဧရိယာနှစ်200မိုင်လောက်ရှိတဲ့ရေကန်တစ်ခုလုံးကနိုင်နေငယ်တွင်မှလုံးဝ6တွေ့သွားခဲ့တယ်ဆိုတာကိုတွေးကြည့်ဖို့တောင်မှခက်ပေမဲ့ဒါကတကယ်ဖြစ်သွားခဲ့တာပါတယောက်ကရေချိုးကန်ရဲ့အောက်ခြေပိတ်ပလက်ကိုဆွဲထုတ်လိုက်သလိုပါပဲဒါပေမဲ့ဒီဆွဲအားကရေသာမကပဲနဲ့တစ်ပင်နေနဲ့မြေက90ကိုလည်းအဲ့ဒီတွင်ထဲကိုဆွဲချသွားခဲ့တာပါစားကုန်းလို့ခေါ်တဲ့ຢာတစ်မျိုးရှိပြီးတော့မှတ်တမ်းရဆိုရင်တော့အဲ့ဒီစားကုန်းတွေကလူဝီစီယာနာမှာဆိုရင်အနည်းဆုံး128ခုတောင်မှရှိပါတယ်အဲ့ဒီက9ခုကဂိုင်းရဲတစ်လျှောက်မှာတည်ရှိပြီးတော့ပတ်ဝန်းကျင်မြေပြန့်နဲ့ဆူဆွမြေတွေထက်မြင့်တက်နေလို့ခီးသွားရည်နဲ့ဒေသခံတွေအတွက်အထူးခြားတဲ့နေရာတွေဖြစ်နေပါပြီ။လုံမဲ့နှစ်တန်းပေါင်းများစွာကဒီမြေတွေကစားငံတဲ့သမုဒ္ဒရာတွေနဲ့ကုန်းရင်းပင်လယ်တွေအောက်မှာရှိခဲ့ကြပါပြီ။အဲဒီနောက်မှာရေတွေကကုန်ခန်းပြီးတော့အငွေ့ပြန်သွားတဲ့အချိန်မှာတော့စားရီအပုံလိုက်ကြီးကျန်ရစ်ခဲ့ပါပြီ။အမေရိကန်နိုင်ငံရဲ့လူဝီဇီယာနာနဲ့တခြားတောင်ပိုင်းပြည်နယ်တွေမှာစားကုန်းတွေပေါ်များတာကနှစ်ထောင်ပေါင်းများစွာကြောင့်မက္ကဆီကိုပင်လယ်ကွေ့ရဲ့ပြောင်းလဲမှုနဲ့အတူစုပ်ခွာသွားတဲ့ပင်လယ်ရဲ့ရလဒ်ပဲဖြစ်ပါပြီ။နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာဒီစားကဲတွေကကြောက်တုံးတွေနဲ့မြေနေနှစ်တွေအောက်မှာဖြည်းဖြည်းချင်းနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီစားလွှာတွေကမြေအောက်ကအားအနည်းဆုံးဘူမိဗီဒအလွှာတွေကိုထိုးဖောက်ပြီးတော့အပေါ်ကိုတက်လာပြီးမြေအောက်မှာစားကအရီလိုမျိုးပြုတ်မှုလိုက်တာဖြစ်ပြီးတော့ကြီးမားတဲ့ဂုံးတွေကိုဖြစ်ပေါ်နေစေပါတယ်။ဒီဂုံးတွေကမျက်နှာပြင်နဲ့နီလာလေးလေးပုံမြင့်လာလေးလေးဖြစ်ပြီးတော့အဲဒီဂုံးတွေကအပေါ်ကကြောက်တုံးတွေကိုတွန်းတင်ရင်းတောင်ကုန်းလေးတွေကိုဖြစ်သွားစေခဲ့ပါတယ်။ဒီစားကုန်းတွေကအခြေတမိုင်ကနေ9မိုင်ထိကျင်းနိုင်ပြီးတော့အနက်2မိုင်လောက်ထိရှိနိုင်ပါတယ်။1980ပြည့်နှစ်နိုဝင်ဘာလ20ရက်နေ့မနက်ခင်းကပညာရေးကန်မှာဘာဖြစ်ခဲ့လဲဆိုတာကိုကြည့်ရအောင်ပါအဲဒီချိန်တုန်းကပညာရေးကန်ကဂျက်ဖာဆန်ကျွန်းကြီးမှာရှိတဲ့သိငယ်တဲ့ရေချိုကန်လေးတစ်ခုပဲဖြစ်ပါတယ်အဲဒီဂျက်ဖာဆန်ကျွန်းကလူဝီစီယာနာရဲ့စားကုန်းကျွန်း9ခုတွေကမြောက်ဘက်အကျဆုံးကျွန်းဖြစ်ပါတယ်မြေတူးဆက်ကညက်သွားပြီးတော့ကျေလောင်တဲ့ပေါက်ကွဲသံတွေထွက်လာတယ်ပြီးတော့ရုတ်တရက်ပေါ်လာတဲ့တွင်းကြီးကရေတွေကိုအေယာမဝဲကြီးလိုစုပ်ယူသွားပြီးတော့ရွှွန်နေတစ်ပင်တွေကုန်တင်သင်းမောတွေကိုပါဆွဲချသွားခဲ့ပါတယ်နောက်ပိုင်းမှာဒီဖြစ်ရပ်ကိုတမိုင်းတစ်လျှောက်အကြီးဆုံးလူလုံရေဝဲကြီးလို့တောင်မှခေါ်ဆိုခဲ့ကြပါတယ်ဆွဲတင်မော်စီစိတ်ခံစားတစ်ခုနောက်ထပ်တူးဖော်ရေး platform တစ်ခုကားပါကင်တစ်ခုနဲ့နီနာကဂျက်ဖာဆန်ကျွန်းရဲ့အစိပ်ပိုင်းကြီးတစ်ခုပါအောက်ခြေထဲကိုဆုပ်ယူခံခဲ့ရပါတယ်။အဲဒီတုန်းကရေဝဲကြီးကဘယ်လိုပုံစံလဲဆိုတာပြဖို့ခက်ပါတယ်။ဘာလို့လဲဆိုတော့အဲဒီချိန်ကလူတွေကကင်မရာကိုနေရာတိုင်းမှာတင်မသွားနိုင်ခဲ့ကြပါဘူး။ဒီဖြစ်ရမှာပါတဲ့ငါးဖန်သမားတစ်ယောက်ပြောတာကတော့ဒါကကျွန်တော်နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းပါပဲ။တစ်ပင်မှာခြိထားတဲ့ကျွန်တော်လှေကကွင်းထဲကိုပါသွားတာတဲ့။ရေဝဲရဲ့စုပ်အားကအရန်ပြင်းတာကြောင့်မက္ကဆီကိုပင်လယ်ကွေ့ကိုဥတည်တဲ့ပေ62ပေကျဲတဲ့ရေလမ်းကြောင်းကိုပါလမ်းကြောင်းပြောင်းပစ်ခဲ့ပြီးတော့ရေလမ်းကြောင်းတွေကဂုံတင်မောစရစီကိုပါရေဝဲတဲ့ဆွဲတင်သွားခဲ့တာပါသူတို့ကအောက်ခြေနေရာမှာပျောက်ကွယ်သွားခဲ့ရပါတယ်၃နာရီကြာပြီးတဲ့နောက်မှာတော့ရေကန်ကကြီးမားပြီးတော့နှက်ဆိုင်တဲ့တွင်းကြိုင်ကြီးဖြစ်ပြောင်းလဲသွားပြီးတော့ရေကားလန်3.4ဘီလီယံကျော်စီးထွက်သွားခဲ့ပါတယ်အဲဒီကြိုင်ကြီးရဲ့အလဲပိုကပေါက်ထွက်သွားတဲ့တန်းငွေပိုက်လိုင်းကမီးလောင်ပြီးတော့မီးတိုင်ကြီးတစ်ခုကောင်းငင်ပေါ်ပန်းထွက်သွားခဲ့ပါတယ်တဘာဝတန်းငွေပေါက်ကွဲမှာစိုးရိမ်တာကြောင့်ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ကဒီဧရိယာဘောကလေရင်ခီးစဉ်အားလုံးကိုလမ်းကြောင်းပြောင်းခဲ့ရပြီးတော့ဘာမှတော့ဖြစ်မသွားခဲ့ပါဘူး။ရေကန်နဲ့ဗာမီလီယန်ပင်လယ်အော်ကိုပုံမှန်အားဖြင့်ဆက်သွယ်ပေးတဲ့ဒက်ကမ်ဘရီရေလမ်းကြောင်းမှာရေစီးနှုန်းကလမ်းကြောင်းပြောင်းသွားခဲ့ရပြီးတော့ရလနေနဲ့မက္ကဆီကိုပင်လယ်ကွေးကစားငံရေတွေကရေချိုကန်ဟောင်းတွေကိုပြန်လည်စီးဝင်လာခဲ့ပါတယ်။ဒီပြောင်းပြန်စီးဆင်းမှုကြောင့်ပြည်내ရဲ့အမြင့်ဆုံးရေကုန်တစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီးအမြင့်ကပေ164ပေရှိခဲ့တာပါ။ရေကန်အောက်ကိုစီးဝင်သွားတဲ့ရေတွေကြောင့်တွန်းထုတ်ခံလိုက်ရတဲ့လေတွေကဖိအားမြင့်လေတွေဖြစ်ပေါက်ထွက်လာပြီးတော့အဲဒီနောက်မှာတော့ပေ400အမြင့်ရှိတဲ့ရေပူပန်းတွေဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်နေ့မှာပဲအကုန်လုံးကတဖြည်းဖြည်းနဲ့ငြိမ်သက်သွားပါတော့တယ်။ရေနှုန်းကအနက်10ပေလောက်ပဲရှိတဲ့အပန်းဖြေဖို့လူကြိုက်များတဲ့ရေချိုကန်လေးကမျက်စိတမိတ်တွင်းမှာပဲအနက်ပေ200ရှိတဲ့စားငံရေကန်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အခုဆိုရင်ဒါကလူဝီစီယာနာမှာအနက်ဆုံးရေကန်ဖြစ်နေပါပြီ။လက်ရှိရေကန်ရဲ့ပုံကတော့လိုမျိုးဖြစ်ပြီးတော့ဒီမီကိုခေါင်းနိုင်လေးကရေကန်ဟောင်းရဲ့အစွန်းနားမှာရှိခဲ့တဲ့အိမ်တေးရဲ့အစိပ်ပိုင်းဖြစ်ခဲ့ပုံမှာဘာကြောင့်များလိုတွေဖြစ်သွားတာလဲ1899ခုနှစ်ကလေးကဂျက်ဖာဆန်ကျွန်းမှာစီးပွားဖြစ်စားတူးဖော်ခြင်းလုပ်ငန်းတွေလှုပ်ဆောင်နေခဲ့ပါတယ်1930ပြည့်နှစ်တွေရောက်တဲ့အခါမှာတော့အကြီးစားဆာဖာတူးဖော်ရေးလုပ်ငန်းတွေစတင်ခဲ့ပြီး
ဒီတပ်ထုကလည်းမြေပိုင်ရှင်တွေအတွက်အကျိုးမြတ်တွေအများကြီးယူဆောင်လာပေးခဲ့ပါသေးတယ်။စားထုတ်ယူတဲ့မိုင်းမှာအဆင့်တွေအများကြီးရှိပြီးတော့ညနေပြင်အောက်ပေ1500နဲ့လောက်ထိရောက်ရှိနိုင်ပါတယ်။ကိုမင်လိုင်ကောင်းတစ်ခုစီကအလျားပေ100အနံပေ80လောက်ရှိပြီးတော့ညနေချက်ကိုထောက်ပံ့ဖို့အတွက်အစင်တိုင်းမှာစားနိုင်တွေကိုချန်ထားခဲ့ပါတယ်။ရေချိုတွေစီးဝင်လာတာနဲ့မျှဒီစားနိုင်တွေပျော်ဝင်သွားတာကြောင့်ကိုမင်လိုင်ကောင်းတွေပြိုကျခဲ့ရတာဖြစ်ပါတယ်။တကယ်တော့ဒါကလည်းရေနံထုတ်မှုမရှိခဲ့ဘူးဆိုရင်ဖြစ်လာမှာမဟုတ်ပါဘူး။တက်စီကိုရေနံကုမ္ပဏီကပညာရေးကန်အောက်ကမြေပါပါဝင်တဲ့အစိုးရလုပ်ပိုင်ခွင့်တွေကိုရှောက်ထားပြီးတော့လုပ်ကင်ခွင့်ရရှိခဲ့တာပါ။အဲဒီနောက်မှာတော့သူတို့ကအစွန်းရောက်သွားခဲ့ပါတယ်။တရိယာမာကဘာလဲဆိုတော့ Diamond Crystal စားကုမ္ပဏီကလည်းရေကန်အောက်မှာလှုပ်လှုပ်နေခဲ့တာဖြစ်ပါတယ်။သူတို့ကစားတွေကိုတူးထုတ်နေခဲ့ပြီးတော့တနည်းအားဖြင့်သူတို့ကတက်ဆီကိုရေနံဖောက်ထွင်းလိုက်မဲ့ကြီးမားတဲ့ဘူပေါင်းတစ်ခုကိုဖန်တီးနေတယ်လို့ဖြစ်နေခဲ့တာပါ။တက်ဆီကိုရေနံရဲ့မာရင်းတဲ့တိုင်းတာမှုတွေကြောင့်သူတို့ရဲ့ဒူးဆက်ကစားမိုင်းကိုထိုးဖောက်မိသွားခဲ့ပါတယ်။သူတို့ဖောက်မိလိုက်တာကစားမိုင်းရဲ့အလုံးမလုံးတော့တဲ့တတိယအဆင့်ဖြစ်ပါတယ်။ဒီဘောက်ကရေကန်တွေကရေတွေကိုမိုင်းထဲကိုစီးဝင်သွားစေတဲ့တွင်းတစ်ခုကိုဖန်တီးပေးခဲ့ပြီးအဲဒီရေတွေကစားရီဖယ်ရှားပြီးတဲ့နောက်ကြံခဲ့တဲ့လိုင်းကူကြီးတွေကိုပြေးသွားစေခဲ့ပါတယ်။မှန်ကန်တဲ့တစ်ချက်မှုတွေလုံးနိုင်ခဲ့ရင်တော့ဒါတွေကမဖြစ်နိုင်ခဲ့လောက်ပေမဲ့အချိန်ဆွဲခဲ့တာကလည်းအစိပ်ပိုင်းတစ်ခုအနေနဲ့လှုပ်ဖြစ်ခဲ့ရတဲ့အကြောင်းရင်းတွေမှာပါဝင်ခဲ့တာပါ။သူတို့ရဲ့ဒူးဆက်ပိတ်မိတဲ့အချိန်နဲ့ရေနံဆက်ကြီးတိမ်းဆောင်းလာတဲ့အချိန်ကြားမှာ2 နာရီခွဲကြာသွားခဲ့ပါတယ်။ဒီချိန်မှာရေချိုကစားရီကိုပျော်ဝင်စေပြီးတော့ပင်းကိုချဲ့ထွင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘယ်လိုမှတားဆီးလို့မရနိုင်တော့ဘဲနဲ့ဖြစ်သွားရပါတော့တယ်။စားကုန်းတွေကကြောက်ပြရုပ်ကျွင်းလောင်စာရီနဲ့တိုက်ရိုက်ဆက်နေပြီးသူတို့ကိုရေနံတွေကိုလောင်ထားနိုင်တဲ့နေရာတွေဖြစ်သတ်မှတ်ထားကြပါတယ်။ရေနံကိုစားကိုဖျက်ကျော်ပြီးတော့မစိမ့်ဝင်နိုင်တာကြောင့်စားကုန်းတစ်ခုဖြစ်ပေါ်ခြင်းကမြေကိုအပေါ်ဘက်စီတွန်းနေတယ်လို့မြေအောက်တိုးလောင်ကန်တစ်ခုကိုဖန်တီးပေးတာဖြစ်ပါတယ်။ရေနံနဲ့တဘာဝတန်းခွေကိုရှာဖွေတဲ့တွင်းတွေတူးဖို့အတွက်စားကုန်းတွေကအဓိကနေရာတွေပဲဖြစ်ပါတယ်။အဲဒါကြောင့်စားနဲ့ရေနံမျိုးလုံးကိုဒီနေရာတွေကထုတ်ယူတာကပြဿနာဖြစ်တာမဟုတ်ဘဲနဲ့တကယ်ပြဿနာကတော့မတူညီတဲ့ကုမ္ပဏီတွေကမြေအောက်ဧရိယာတစ်ခုထဲမှာတယောက်နဲ့တယောက်ဝင်တိုက်မိကြတာပါ။ကံကောင်းစွာနဲ့လူတွေထိခိုက်ဒေဆုံးမှုမရှိပါပဲ။ဒေါ်စားမှုဖြစ်ပွားချိန်မှာမိုင်းထဲမှာရှိနေတဲ့ဝန်ထမ်း55ဦးလုံးကိုကယ်တင်နိုင်ခဲ့ပါတယ်။ဝန်ထမ်း6ဦးကိုတရေကောင်းဆန်မှုအတွက် Diamond Crystal စားကုမ္ပဏီကဆုချခဲ့ပါတယ်။အောင်မြင်စွာရွှေ့ပြောင်းနိုင်ခဲ့တာကတော့ရေစည်းဝင်တာကိုတည်ထားမိပြီးတော့အချက်ပေးခဲ့တဲ့မိုင်းရဲ့လျှက်စစ်ပညာရှင်ကျောင်းဖြစ်ပါတယ်။တူဖို့ရေးစင်တာရဲ့အဖွဲ့သား9ဦးလုံးကရေကန်ရဲ့အနက်ပိုင်းထဲကိုမကြခင်လေးမှာပဲထွက်သွားခဲ့ကြပါတယ်။အဲဒီချိန်ကရေကန်ပေါ်မှာရှိနေတဲ့ငါးဖမ်းသမားတဦးကလည်းသူ့ရဲ့လင်ငယ်ကိုကမ်းခြေစီကိုမောင်းနေပြီးတော့ဘေးလွတ်ရာကိုထွက်ပြေးနိုင်ခဲ့ပါတယ်။အဲဒီဖြစ်ရပြီးလို့ရန်နေငယ်ကြာရေဖျားတန်းသူဖြစ်သွားတဲ့ချိန်မှာတော့နင်းမြုပ်သွားတဲ့ကုန်တင်သင်္ဘောဆရာကြီးတွေကကိုစီကရေကန်မျက်နှာပြင်ပေါ်ကိုပြန်ပေါ်လာခဲ့ကြပါတယ်။ဖြစ်ရပြီးမှတော့တာဝန်ရှိသူတွေကိုရော်ရဲတွေနဲ့အရေးယူခဲ့ပြီးမြဲဂျက်ဖာဆန်ကျွန်းမှာမြေအောက်စားတူဖော်ရေးလုပ်ငန်းတွေကိုပိတ်ပစ်ခဲ့ရပါတယ်။ရာနဲ့ချီတဲ့လူသမားတွေလုံလက်မဲ့ဖြစ်ခဲ့ရပြီးတော့ညနာကြီးကလွဲလို့တပြားတစ်ချက်မှမရရှိခဲ့ပါဘူး။အစာပိုင်းမှာဘသူမှပြစ်ရှိလဲဆိုတာမရှင်းလင်းခဲ့ပါပဲ။တက်စီကိုရေနံကပဲရေရင်းကိုနေရာမှားယွင်းစွာတူဖော်ခဲ့သလားဒါမှမဟုတ်မိုင်းမြေပုံတွေကမတိကျခဲ့ဘူးလားဆိုတာကိုမဆုံးဖြတ်နိုင်ခဲ့ကြတာကြောင့်ဘသူ့ကိုအပြစ်တင်ရမယ်ဆိုတာကိုရှာမတွေ့နိုင်ခဲ့ကြပါဘူး။နောက်ပိုင်းမှာတော့သူတို့ကအဖြစ်ရှာနိုင်ခဲ့ကြပြီမြဲလေဒါကအလုံးလက်မဲ့ဖြစ်သွားခဲ့ရတဲ့သူတွေကိုတော့ဘာမှအားပေးနိုင်မှာမဟုတ်ပါဘူး။